နိုင်ငံတွင်ပြည်သူတွေအတွက်စားရေးဝတ်ရေးနေရေးစတဲ့အရေးသုံးမှရှိတဲ့အနက်နေထိုင်ရေးအတွက်အမိုးကားများဖြင့်လုံခြုံမှုပေးနိုင်တဲ့ရာသီဥတုတန်ခံနိုင်တဲ့ခိုင်ခန့်တန့်ရှင်းတဲ့နေထိုင်ရေးအတွက်အိမ်အဆောက်အုံတွေဟာလည်းအဓိကအရေးကြီးတဲ့လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ဒီလိုလိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်မှုအတွက်တမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့တစ်ဖက်တစ်လမ်းကဆောင်ရွက်ပေးလျက်ရှိပါတယ်။ကျမတို့မြန်မာနိုင်ငံအနေနဲ့ရှေးဘဝေတနီကပင်အုတ်ကျအမိုးများဖြင့်အဆောက်အုံများတည်ဆောက်ခဲ့တာကိုဟန်လင်းတည်ရခေတ္တရာမျိုးဟောင်းများတူးဖော်မှုအရပြုခေတ်ကလေးကမြေမီးဖုတ်အုတ်ကျပြclay tiles များကို၎င်းပကံခေတ်မှာမြေမီးဖုတ်အုတ်ကျများဖြင့်စိမ့်ပြာရောင်ရောင်စုံကျွေရည်သောအုတ်ကျများ glaze tiles ကို၎င်းအသုံးပြုခဲ့ကြတာကိုပကံခေတ်ရှင်အရဟံအုတ်ချောင်းကိုလေ့လာခြင်းဖြင့်သိရှိနိုင်ပါတယ်။ကျမတို့နိုင်ငံဟာမြန်မာမင်းများလက်ထက်ကိုထီကိုနံကိုကျင်ငန်းဖြင့်တီးခြားလွတ်လပ်စွာအုတ်ချုပ်မင်းလုပ်ခဲ့တဲ့သမိုင်းစဉ်တစ်လျှောက်မှာအုတ်ချုပ်မိုးခြင်းလုပ်ငန်းကိုအစစ်မြင့်နန်းတွင်ပြည်သူကနည်းပညာသာသနာပြုလုပ်ငန်းများနဲ့မင်းမြတ်တို့ရဲ့ဖုံးတေစာပြသတဲ့သင်္ကေတတစ်ခုဖြင့်စနစ်တကျဆောင်ရွက်ခဲ့ကြပါတယ်။ဒီလိုဆောင်ရွက်တဲ့အခါမှာအမိုးကာအတွက်ဒေသနဲ့ကိုက်ညီတဲ့အုတ်ချုပ်အမိုးပြားတွေကိုထုတ်လုပ်နိုင်မှုအတွက်ရှမ်းပြည်နယ်ကျိုင်းတုံမြို့နယ်တွင်ရှိဒေသအတွက်အုတ်ချုပ်အမိုးပြားလုပ်ငန်းများအရေးသွေးမြင့်စက်မှုကုန်ထုတ်လုပ်ငန်းများကိုထုတ်လုပ်နိုင်ဖို့ဆောင်ရွက်လျက်ရှိပါတယ်။2026ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာတော့နိုင်ငံတော်ကြီးကဲကရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့ကိုတွားရောက်ခဲ့တဲ့ခရီးစဉ်မှာကျိုင်းတုံမြို့နယ်အတွင်းရှိဝန်ဟဒေသအတွက်အုတ်ကျအမိုးပြားလုပ်ငန်းတွေကိုအရေးသွေးမြင့်စက်မှုကုန်ထုတ်လုပ်ငန်းအဖြစ်အဆင့်မြင့်တင်နိုင်ဖို့လမ်းညွှန်မှာကြားချက်အရာတမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်။ကျိုင်းတုံမြို့နယ်ဝန်ဟကြီးရွာရှိအုတ်ကျအမိုးပြားလုပ်ငန်းများကိုစက်မှုကုန်ထုတ်လုပ်ငန်းများအဖြစ်အဆင့်မြင့်တင်နိုင်မှုအတွက်ရန်ကုန်မြို့တာယာရီမြို့မော်ဘီမြို့ပဲခူးမြို့များရှိအုတ်ကျလုပ်ငန်းတွေကိုဖွင့်ဆင်းလေ့လာပြီးလိုအပ်တဲ့မြေနှက်ဆက်မြေပုံသွင်းဆက်မြေသေးဆက်လေမှုတ်ဆက်မြေဖြတ်ဆက်များကိုမှာယူပြီးစတင်လဲပတ်နိုင်အောင်ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။ရေကြီးများရွေးချယ်ရမှာစေကပ်မှုကောင်းတဲ့သဲပါဝင်မှုနည်းတဲ့ထုံးကြောက်ပါဝင်မှုမရှိတဲ့မြေကိုအသုံးပြုရပါတယ်။ထုံးကြောက်အစအနများတဲ့တစ်မြစ်တက်ရွက်များတဲ့ကျောက်စရစ်သဲချမ်းများတဲ့မြေတွေကိုအသုံးမပြုရပါဘူး။အဲ့ဒီပစ္စည်းတွေပါဝင်မယ်ဆိုရင်မီးဖုတ်တဲ့အခါအုတ်ကျွတ်တွေအကွဲခြင်းကွဲထွက်ခြင်းရေစိမ့်ခြင်းစတာတို့ဖြစ်နိုင်ပါတယ်။အုတ်ကျွတ်အမိုးပြားထုတ်လုပ်နိုင်မှုအတွက်လိုအပ်တဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့မြေမျိုးစား၃မျိုးဖြစ်တဲ့ကျိုင်းတုံနက်ပလက်ချောင်းမြေနီရန်ကုန်ဒေသရှိမြေဝါနဲ့ဝန်ဟဒေသရှိမြေနက်တို့ကိုတင်ယူပြီးတခွဲကမ်းမှာစီစစ်ခါရှင်စည်းအချိုးချပေါင်းဆက်ပြီးမြေဆယ်စရေတစဖြင့်ရှင်စည်းဖြစ်တဲ့အထိရှင်စည်းနယ်ဆက်ဖြင့်နေပြီးတညနှက်ထားရပါတယ်။အဲဒီနောက်နေဆက်တဲသို့ပြန်ထည့်ပြီးနေဆက်မှထွက်ရှိလာတဲ့ရှင်စည်းတွေကိုရှင်စည်းတယ်ဆက်ဖြင့်အလိုလျောက်တည်ယူပြီးရှင်စည်းညှစ်ဆက်အတွင်းသို့ပို့ဆောင်ပေးပါတယ်။ရှင်စည်းတွေကိုတိတ်သီးစေဖို့နဲ့လေခုန်မှုတွေမဖြစ်ပေါ်စေဖို့ရှင်စည်းညှစ်ဆက်မှလွန်ဖြင့်ညှစ်ထုတ်ပေးပြီးရေအစိုးဓာတ်အားရေငွေဆုပ်ဆက်မှဆုပ်ယူပေးပါတယ်။ရှင်စည်းညှစ်ဆက်ရဲ့ထိပ်မှာတက်ဆင်ထားတဲ့မိုးမတဆင့်အုတ်ကျွတ်အမိုးပြားများအဖြစ်ညှစ်ထုတ်ရပါတယ်။10မိနစ်ကိုအုတ်ကျွတ်အမိုးပြား2ချက်တွဲအချက်ရည်16ချက်ခန့်ထုတ်လုပ်ပေးနိုင်ပါတယ်။မိုးမထွက်ရှိလာတဲ့အုတ်ကျွတ်တွေကိုသတ်မှတ်ချိန်ညှိထားတဲ့ size အတိုင်းဖြတ်ဆက်ဖြင့်ဖြတ်တောက်ပေးရပါတယ်။အဲဒီနောက်တဘာဝလေးဖြင့်2ရက်ခန့်နဲ့နေအောင်ကြည့်ဖြင့်3ရက်ခန့်စုစုပေါင်း9ရက်ခန့်6ခန့်ထားရပါတယ်။အဲဒီနောက်24နာရီခန့်မီးဖြင့်အပူပေးရပါတယ်။အပူပေးပြီးသားအုတ်ချက်တွေကိုပြင်ပအောက်ဆီဂျင်ဖြင့်ဓာတ်ရိုက်မထိတွေ့စေဖို့မီးဖိုထဲမှာ3ရက်ခန့်အေးခံပြီးမှသာပြင်ပသို့ထုတ်ယူရပါတယ်။ကုန်ချမ်းမှကုန်ကြောအထိလုပ်ငန်းစဉ်အလိုက်စုစုပေါင်း10ရက်ကြာမြင့်ပါတယ်။အုတ်ကျွတ်အမိုးပြားများကိုအရွယ်အစား8မီလီမီတာ196မီလီမီတာ122မီလီမီတာနဲ့အလေးချိန်3.8ကီလိုဂရမ်42ချက်သားဖြင့်၎င်းအရွယ်အစား9မီလီမီတာ196မီလီမီတာ122မီလီမီတာနဲ့အလေးချိန်3.41ကီလိုဂရမ်25ချက်သားဖြင့်၎င်းအရွယ်အစား6.6မီလီမီတာ
196မီလီမီတာ121မီလီမီတာနဲ့အလေးချိန်3.33ကီလိုဂရမ်20ကျပ်သားဖြင့်၎င်းထုတ်လုပ်ထားရှိပါတယ်။အုတ်ကျွတ်မိုးပြားတွေကိုအစိမ့်မြင့်တင်ထုတ်လုပ်နိုင်မှုအတွက်လုပ်ငန်းသုံးဆက်တွေဖြစ်တဲ့မြေနှက်ဆက်၊မြေချစ်ဆက်နဲ့ဆက်ဆက်ပစ္စည်းတွေဖြင့်အသုံးပြုထုတ်လုပ်နိုင်ရေးတမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှပေါင်းစပ်ပြီးပံ့ပိုးဆောင်ရွက်လျက်ရှိပါတယ်။အခုလို pilot project ဖြင့်ဆောင်ရွက်တဲ့အုတ်ကျွတ်မိုးပြားလုပ်ငန်းကိုဒေတာအခြေပြုတမဝါယမစနစ်နဲ့ကုန်ထုတ်လုပ်မှုပုံစံအဖြစ်ဆောင်ရွက်ပြီးထွက်ရှိလာတဲ့အမိုးပြားတွေကိုဒေတာရင်းဈေးကွက်ရရှိရေးရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ဌာနဆိုင်ရာများပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်။မင်္ဂလာပါကျွန်တော်ကဝန္ဟာကျေးရွာဆွေနှုံတုံတမဝရမအတင်းကအတင်းဝရအဆိုင်ရဖြစ်ပါတယ်။ကြာမွေကိုဒါထင်းထင်းပြီးလုပ်နေတာပါ။အုပ်ဆက်ရေကဒီနေ့ကိုအချက်900ထွက်ပါတယ်။ခုတော့ဆက်နဲ့လေပတ်တာတနာရီကိုအချက်900ထွက်လို့အများကြီးကိုကွာသွားပါတယ်။ဒေသအတွင်းအသုံးပြုနေတဲ့အစာဖြစ်လို့မြေအမိုးပြားတွေထက်စားရင်ကျွန်တော်တို့စက်ရုံကထွက်နေတဲ့အုတ်ကျပြားတွေကဒေသမြေကြီးနဲ့ပြုလုပ်ထားတဲ့အတွက်ပိုအေးပြီးတော့ကျန်းမာရေးနဲ့ပိုညီညွတ်မှုရှိပါတယ်။ရိုးရာမွေကိုလည်းထင်ထားနိုင်တဲ့အပြင်ထုတ်ကုန်ရည်တွေကလည်းပုံမကောင်းမွန်တဲ့အတွက်ဒေသထုတ်ကုန်တစ်ခုအနေနဲ့ MSME အယောင်ပြပွဲတွေမှာဝင်ရောက်ပြသလို့ရတဲ့အထိစူးစမ်းဆောင်ရွက်သွားမှာပါဒီလိုဒီဖြစ်မြောက်အောင်ပံ့ပိုးပေးတဲ့တက်ဆိုင်ရာဌာနအားလုံးကိုလည်းကျွန်တော်ကကြေးရွာကိုစားတင်းသားကိုစားကျေးဇူးအများကြီးတင်ပါတယ်လို့ပြောကြားလိုပါတယ်။အုတ်ကျွတ်မိုးပြားလုပ်ငန်းကိုကျိုင်းတုံမြို့နယ်ဝမ်ဟာကျေးရွာမှာရှိတဲ့ရွှေနောင်တုံမျိုးစေ့ထုတ်တမဝါယမအသင်းမှာရှိတဲ့အသင်းသားတွေကဆောင်ရွက်နေပြီးရခိုင်ကကျေးရွာသားတွေအနေနဲ့တနေ့တာအုတ်ကျွတ်မိုးပြားချက်ရည်900ကိုသာထုတ်လုပ်နိုင်ပြီးအခုတမဝါယမအသင်းသားများထုတ်လုပ်တဲ့အုတ်ကျွတ်စက်ရုံမှာတနာရီကိုအချက်ရည်900ထုတ်လုပ်နိုင်ပြီဖြစ်တဲ့အတွက်ကုန်ထုတ်စွမ်းအားတိုးတက်မြင့်မားလာပြီဖြစ်ပြီးရရှိလာတဲ့ကျိုးမြတ်တွေနဲ့ကျေးရွာလန်တရာရေရရှိရေးစေပေကန်စာကြည့်လိုက်စသဖြင့်ကျေးရွာပတ်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုလည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။အုတ်ကျွတ်မိုးပြားကိုအသုံးပြုခြင်းအပြင်မိုးရွာတဲ့အခါမှာစူညံတန်နေပါခြင်းကျန်းမာရေးနဲ့ညီညွတ်ခြင်းလေလုံခြင်းတာရှိခံခြင်းနိုင်ငံခြားငွေသုံးစွဲမှုကိုလျှော့ချနိုင်ခြင်းအပြင်ဒေသခံများဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။မြန်မာတမဝါယမများအနေနဲ့နိုင်ငံတော်သမ္မတရဲ့လမ်းညွှန်မှုဖြင့်ပြည်သူများပူးပေါင်းပါဝင်တဲ့ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုဆောင်ရွက်ရမှာတမဝါယမစနစ်ကိုအခြေခံပြီးစနစ်ကျတဲ့စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေနဲ့ကုန်ထုတ်ဝန်ဆောင်ကုန်သွယ်လုပ်ငန်းဆောင်ရွက်နေတဲ့တမဝါယမအသင်းများမှတစ်ဖက်တစ်လမ်းကကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းကျေးလက်နေပြည်သူများရဲ့လူမှုစီးပွားဘဝမြင့်တင်ရေးမိသားစုဝင်ငွေတိုးပွားရေးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေဆောင်ရွက်ခြင်းဖြင့်နိုင်ငံတော်ရွှေသီးဖို့ကုန်ထုတ်လုပ်မှုအားပေးစို့ဆောင်ဖို့နဲ့အညီဒေသအကျိုးပြုလုပ်ငန်းတွေဆောင်ရွက်လျက်ရှိပါကြောင်းအစီရင်ခံတင်ပြလိုက်ရပါတယ်ရှင်။